မင်္ဂလာပါဒီနေ့မိတ်ဆွေတို့ကိုနောက်ထပ်တစ်လုံးရောင်းချပေးမှာတော့ကျွန်တော်တို့ Samsung နဲ့အမျိုးအစားဖြစ်ပါတယ် Samsung နဲ့အမျိုးအစားဖြစ်တဲ့ထွက်အားဝက်ကတော့200ဖြစ်ပါတယ်ခင်ဗျာ200ဖြစ်တဲ့ရေလီတာတော့90ဆန့်ပါတယ်90ဆန့်ပါတယ်သူ့ရဲ့ထွက်အားဝက်လဲအားအရန်ကောင်းပြီးတော့ပစ္စည်းလည်းတတ်နေတဲ့မှာပါပါတယ်ခင်ဗျာနော်ပြားအောင်စကား3ဘက်နဲ့လာမယ်ဘေးနှစ်ဖက်နဲ့နောက်တစ်ဖက်လာပါမယ်ဟုတ်ကဲ့ဒါကတော့ပတ်ပတ်လေပုံလေးတွေပါနော်အဲ့တော့မိတ်ဆွေတို့မျက်မြင်ကိုယ်တွေ့လာရောက်ကြည့်ရှုခြင်းနဲ့ဆိုရင်ရွှေပြည်သာမြို့နယ်ထန်းချောက်ပင်အနီးဗရမ ्या အကျော်ထော်ပိုင်လမ်းမှာပါကျွန်တော်တို့ထော်ပိုင်လမ်းကိုဝင်လိုက်တာနဲ့ဝင်ချင်း၄အိမ်မြောက်ကျွန်တော်အင်ရှိမျက်စောင်းထိုးမှာဆိုရင်ကိုတန်းစင်ဆိုင်ကယ်ပစ္စည်းရောင်းဝယ်ရေးရှိပါမယ်ခင်ဗျာအဲ့တော့အမြင့်ပေကတော့ဒီကောင်3ပေဖြစ်ပြီးတော့ဗျက်ကတော့ဒီကောင်2ပေခွဲတော့ကြော်မယ်ဗျာအထဲကမော်တာကောင်အားကြီးတယ်ခင်ဗျာကြီးတဲ့အတွက်လဲအားလဲကြီးမယ်လဲအားလဲကောင်းမယ်ပေါ့နော်ရေလီတာတော့90ဆန့်ပါတယ်ပစ္စည်းလေးတတ်မယ်ခင်ဗျအဲ့တော့မိတ်ဆွေတို့မျက်မြင်ကိုယ်တွေ့လာရောက်ကြည့်ရှုခြင်းနဲ့ဆိုရင်ရွှေပြည်သာမြို့နယ်ထန်းချောက်ပင်အနီးဗရမ ्या အကျော်ထော်ပိုင်လမ်းထဲမှာလာရောက်ကြည့်ရှုဝယ်ယူနိုင်ပါတယ်ဆက်သွယ်ရမယ့်ဖုန်းနံပါတ်က39964313 399441346623နဲ့399699866539တို့ကိုဆက်သွယ်မေးမြန်းစုံစမ်းမှာယူဝယ်ယူနိုင်ပါတယ်ပတ်လည်ပုံလေးတစ်ခေါက်လောက်ပြပေးပါဟုတ်ကဲ့ဒါကတော့သူ့ရဲ့ပြောင်းအောင်စကားရှိတဲ့ဘေးဘက်ပါဗျာနောက်ဘက်လေးပြပေးပါဟုတ်ကဲ့ဒါကတော့ပြောင်းအောင်စကားရှိတဲ့အနောက်ဘက်လေးပါပြောင်းအောင်စကားတွေဆိုလဲအတစ်တိုင်းလေးရပါမယ်နောက်တဲ့တစ်ဖက်ကိုပြပေးပါဟုတ်ကဲ့ပြောင်းအောင်စကားတွေဆိုလဲမိမိတို့အတစ်တိုင်းရမှာဖြစ်တဲ့အတွက်အကြာကြီးအသုံးပြုလို့ရတယ်အကြာကြီးအသုံးပြုလို့ရပါတယ်ခင်ဗျာအဲ့တော့ကျွန်တော်တို့နေလိုက်တော့အကြာကြီးအသုံးပြုလို့ရတယ်ကျွန်တော်တို့ပြောင်းအောင်စကားတွေဆိုရင်လည်းအတစ်တိုင်းရမှာဖြစ်တဲ့အတွက်မိမိတို့3-4-5နှစ်ကတော့အေးအေးဆေးဆေးအကြိုက်သုံးလို့ရပါတယ်ခင်ဗျာအဲ့တော့မိတ်ဆွေတို့လာရောက်မျက်မြင်ကိုယ်တွေ့ကြည့်ရှုခြင်းနဲ့ဆိုရင်ကျွန်တော်ပုံမှန်ပြောထားတဲ့လိပ်စာအတိုင်းလာရောက်ကြည့်ရှုဝယ်ယူနိုင်ပါတယ်နေရမိတ်ဆွေများမှာယူခြင်းနဲ့ဆိုရင်လည်းကျွန်တော်တို့ကားကိတ်ရောက်ငွေချေစနစ်နဲ့ပို့ဆောင်ပေးပါတယ်ကားကိတ်ကိုအိမ်ကနေကျွန်တော်တို့ကားကိတ်ကိုပို့ဆောင်ရမယ်ဆိုရင် delivery ကလေထပ်ပေါင်းပါမယ်ခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်ရွှေပြည်သာမြို့နယ်ထန်းချောက်ပင်အနီးဗရမ ्या အကျော်ထော်ပိုင်လမ်းမှာလာရောက်ကြည့်ရှုဝယ်ယူနိုင်ပါတယ်ကျေးဇူးတင်ပါတယ်